Hello, ini Gloria Letego, Pisili Tongku yang lebih, ada kantor. So how do I pronounce Sowasu? Suwasu? Sowasu? Sarasu? Surasu. Or Sowasu? Suwasu. Can't say it that way. Okay, so what's up, right? I don't know. Tongku ko Gloria ka, Tongita, tepat lang to siya no, so tu ye ani tinuye, tu ye tikeo, kau ngam sura lo play, view pita pa me. စကြည့်ပေးကြပါအောင်ချိန်စား။ဒါကအရင်ဆုံးသူ့ရဲ့ခုချင်းစီအားနည်းတယ်လို့မပြောခင်သူ့ရဲ့စင်ကြီးလေးပြရမယ်နော်။ဆိုတော့ဒီ Sowasu ဆိုတဲ့ brand ကကိုရီးယားနိုင်ငံမှာလုံးဝနာမည်ကြီးနေတဲ့ luxury brand တစ်ခုဖြစ်တယ်လို့မျိုးသူ့ရဲ့ဒီ first care elevating serum ကလည်းဒီကမ္ဘာတစ်ဝန်းမှာပေါ့နော်နာမည်ကြီးနေတဲ့ legendary ပစ္စည်းတစ်ခုဖြစ်တယ်ပေါ့။ဒီပစ္စည်းတွေကဟန်ဘန်ခေါ်တဲ့ကိုရီးယားတိုင်းရင်းဆေးဘက်ဝင်အပင်တွေနဲ့လည်းဖော်ဆက်ထားတယ်ပေါ့နော်။ဆိုတော့အသားရည်ကိုအတွင်းပိုင်းထိပြန်တဲ့ကျန်းမာစေရလို့လည်းသိရတယ်ပေါ့နော်။ဝေးအခုမျိုးအရန်နေတည်နေတာကြော်ညာရိုက်နေတာလား။ဟိုကြော်ညာကရတယ်လားထင်နေကြရင် no နော်။ဘာကြော်ညာကမှမရဘူး။ကမှမရဘူး။လိုရာကပစ္စည်းတစ်ခုသုံးလို့မဆိုလို့ရှိရင်လိုက်လံရှာဖွေစူးစမ်းလေ့လာပါတယ်။ပြီးတော့ quest ခင်နဲ့တဲ့ရလားဒါမှမဟုတ်လို့ရှိရင်ဘယ်အသက်အရွယ်ကြီးသုံးရလဲဆိုတာဒါရှာဖွေရမယ်ပေါ့နော်။ဆိုတော့အဲ့ဒါကြောင့် Gloria ကခုလိုမျိုးတော်တော်ပြောနိုင်နေတာပါ။ပြီးတော့ Gloria ကအဲ့လို makeup ပစ္စည်းတွေထက် skin care ပစ္စည်းတွေအရန်ပို့ပြီးရွတ်သွတ်ပါတယ်။ဒါပြီးတော့ skin ကောင်းနေမှာ makeup တရားလည်းနင်းလို့ကောင်းပါတယ်ဆိုတော့အရင်ဆုံး Gloria ကတော့အဲ့လို skin care တွေစုရဝင်သုံးတယ်။တက်မတက်လိုက်ရှာတယ်။အခုလည်း Gloria ရှာထားတဲ့အချက်လက်တွေကိုပြန်ပြီးတော့ share လုပ်ပြရပါတယ်နော်။ဆိုတော့အရင်ဆုံးပြတ်မှာတော့ Sowasu ရဲ့ first care သူကတော့ဒီ brand ရဲ့ရောင်းအားအကောင်းဆုံးမင်းသားလို့လည်းတင်စားခေါ်ဝေါ်ကြတယ်တဲ့။ဆိုတော့ဘာဖြစ်လို့ခေါ်ဝေါ်ကြရလဲဆိုလို့ရှိရင်ဒီ brand တွေတော်တော်များများမှာ Gloria တို့ဒီ first care ဆိုရယ်မရှိသေးဘူးပေါ့နော် first care ဆိုရယ်တိတ်ပြီးတော့ကြားလိကြားထားမရှိဘူးပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်သူကတူနာမလိမ့်ခင်ဒီ first care လေးကိုအရင်လိမ့်ခြင်းအဖြစ်နောက်လိမ့်မယ်တူနာရဲ့ essence နဲ့ serum တို့ကိုပို့ပြီးတော့အသားတွေကိုစိတ်ဝင်မှုအားပိုကောင်းစေတယ်တော်တော်စေလို့ရ3နေရာတစ်ပတ်လောက်ပဲရှိသေးဆိုတော့တိတိတသားတော့အရင်ပြောင်းလဲသွားတာမျိုးမရှိဘူးဒါပေမဲ့မနဲ့လုံးလာလို့ရှိရင်တော့ခါတိုင်းလိုမျိုးထက်ဟိုအသားလေးကနင်းညံ့ပြီးတော့ရှိနေတယ်လို့ခံစားရတယ်အခုကကြတော့ relaxing water elixir ဆိုတော့သူကကြတော့တူနာဒီ first care လေးမှာလို့ရှိရင်ဒီတူနာကိုလိမ့်ခြင်းအဖြစ်ပေါ့နော်မျက်နှာရေထက်ပြေဝရတယ်ခံစားရတယ်ပေါ့နော်အဲ့ဒါတော့ပြီးတော့လို့ရှိရင်ကသူကနေလောင်တန်နေ treatment ပြင်းပြင်းယူထားတဲ့အခါဟိုနီမြန်းနေရတယ်တော်တော်လေးပတ်တာစေတယ်။ Gloria ဒီဟာသုံးတာတွေဆိုလို့ရှိရင်ဆောင်းတွင်းမှာသုံးတာပေါ့နော်။ဆောင်းတွင်းမှာစပြီးတော့သုံးတာ။သုံးကြည့်ရတဲ့အခါမှာ Gloria အသားပတ်တာတွေအသားရည်6တာတွေပေါ့။ဒီကဆိုတက်လေးဖြစ်အောင်လုပ်ပေးရပေါ့နော်။ပြင်ခဲအကြောင်းပြောနေနဲ့ည7နာရီလောက်ကြီးကိုတောက်ကြည့်ဖြစ်အောင်ခေါက်ဆွဲပြုတ်လာကြည့်ပါရဲ့ညီမတို့ကဆိုတော့အရင်လို့စားရတော့မခဏလေးရပြီ thank you ကဲဆိုတော့ပြန်စားကြရအောင်နောက်ဆုံးကလေးကတော့ emotion မှာဆိုတော့သူ့ကို Gloria ကိုယ်တိုင်နဲ့အရင်တော့က skin step ထဲမှာဘယ်နေရာမှာသုံးရမလဲမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ shampoo စူးစမ်းလေ့လာပြီးရမှာတော့သူ့ကသုံးသက်သွားပါပြီဒါမသိသေးတဲ့လူတွေကို Gloria share လေးလုပ်ပေးချင်ပါတယ်ဆိုတော့ emotion ဆိုတာက Gloria ဒီ moisturizer ဒီထက် cream ကနည်းနည်းလေးကျဲရပေါ့နော်ဆိုတော့လူရည်လို cream type လေးပေါ့နော်ဆိုတော့လူရည်လို cream type ဆိုတော့ Gloria တို့ဒီရန်ကုန်ရာသီဥတုသားရည်နဲ့အရန်ကိုကြိုက်တယ်ဆိုတော့ Gloria ဆိုလို့ရှိရင်ဒီ emotion ကိုဘယ်လိုအချိန်တွေမှာသုံးလဲဆိုတော့အရန်ပူနေတဲ့အချိန်တွေပြီးတော့လို့ရှိရင်အရန်ပူနေတဲ့အချိန်ပေါ့နော်အဓိကတော့အဲ့လိုမျိုးဆိုလို့ရှိရင် Gloria moisturizer ကိုမျက်နှာပေါ်လုံးဝမတင်နိုင်ဘူးဆိုတော့ကိုဖိတ်ထောင်ပြီးရပဲပြောရမှာ Gloria တို့အရှိကဒီ first care နဲ့ဒီ toner နဲ့ကိုသုံးရလို့ရှိရင်အပြည့်ပြန်ထွက်သွားအောင်ပေါ့နော်သူ lock လုပ်ပြီးတယ်စီရန်ပြန်လာတယ်အသားရည်ရန်ချုပ်တာမျိုးတွေကိုလည်းထိမိပေးတယ်ဒီသုံးခုကိုပဲတခြားဒီ skin care project တွေမပါဘဲနဲ့သုံးပြီးသွားတော့ဆိုလို့ရှိရင်ဒီနည်းမိုးတာတော့လေပါတိုင်းရက်တွေထက်အသားရည်အီအီလေးနဲ့တင်းတင်းရင်းရင်းလေးဖြစ်နေအောင်ခံစားရတယ်ပေါ့နော်အဲငါမျက်နှာ skin care တွေကမသိလို့ရှိရင်အခုပဲလုပ်ပြီးတော့ပဲမိုးလာတယ်လို့ပါလို့မျိုးအဲ့လိုခံစားရတယ်ပေါ့နော်ဆိုတော့ဒီ brand ရဲ့ Granny ကုန်းစုကိုပြောမယ်ဆိုလို့ရှိရင်လုံးဝကောင်းတယ် honest review ပေးရပါတော့ဒါကဆိုတော့သုံးကြည့်နေဆိုလို့ရှိရင်ဝယ်ပြီးတော့သုံးစားနောက်တော့မရစေရဘူးလို့အာမခံတယ်ဝယ်သုံးကြည့်မဲ့လူတွေအတွက်တခုပြောချင်တာကကိုယ့်ရဲ့ skin က damage ဖြစ်ပြီးတော့အဲ့လိုမျိုး skin repair ပြန်ကောင်းအောင်ပြုပြင်နေရမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေကိုမသုံးကြည့်စေချင်ဘူးကျမ်းမအောင်နုပြိုအောင်အသားရည်တင်းတင်းရင်းရှိအောင်အသက်ကြီးသွားလို့ရှိရင်လည်း rare ဒီအသားရည်ရော်ရဲပြောလို့ရှိရင်ရေးတောင်းပေါ်တာတွေကိုသက်သာစေဖို့ပေါ့နော်သုံးရတဲ့ဒီဟာလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ skin ကိုပြုပြင်မယ်ဆိုလို့ရှိရင်တော့ဒါလေးတွေကိုမသုံးသေးဖို့ကိုပြောချင်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်း Gloria ရဲ့ day and night skin care routine လေးကိုလာတင်ပြမှာမို့လို့စောင့်မျှော်ကြည့်ပေးကြပါဦးနော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲ good night ပါ